အဲ့ဒါနဲ့မေရီယာကျဲတာထဲမှာဂျုံကြီးချင်းအကြီးမဆုံးအမိဆုံးဖိတယ်ဆိုတာဒီမနေ့ကျွန်တော်တော့ဖြစ်ပါတယ်အဲ့ဒါကညီကိုမန္တမတော့အားလို့စဉ်းစားကြပါဒီတိုင်းမှာခိမနိလာပြီးဒီပါလာနိလာပြီးဆိုလူတိုင်းရဲ့စိတ်ထဲမှာဘာထွက်လာတယ်ဘာပေါ်လာလဲခိမဒီနေ့ခိမမှာခိမအဝတ်သမကျွန်တော်ဝင်မယ်ဖနာဝင်မယ်ဘောက်ဝင်မယ်ပထမဝင်မယ်အင်ဂျီဝင်မယ်ဆိုတော့ခိမနေမှာဝဖို့အဝတ်စားဝင်ဖို့ကိုပဲလူတိုင်းစိတ်မှာရှိတယ်အဲ့ဒါကြက်ထမှာပါဘူးခိမအဝတ်ဝင်ပါခိမနေဝဖို့အဝတ်စားဝင်ပါဆိုတာမရှိဘူးကြက်ထမှာဘယ်သူကအစားပြုဘူးတော့အဲ့ဒါစကားကိုစားတယ်မကြည့်ဘူးနော်လူသားစိတ်မှာပဲခလေးဒီရောအမှုတမီအပူလူရောအတက်တဲ့လူရောလူသားစိတ်မှာခရစ်မအဝတ်ဝိမဲဆိုကြကိုပဲပေါ်ကြတယ်အဲ့ဒါမှားတော့ပြီအဲ့ဒါကိုယ်ကိုမတူဘဲနဲ့ကိုယ်တော်တခီးစုကိုမတူဘဲနဲ့အဝတ်ကိုပဲတူးကြတယ်